Some of them shoot or hotel what I mean photo modeling ကြတော့ညီမဒီအလှတဲ့ပုံမျိုးလိုချင်တာမဟုတ်ပဲနဲ့ညီမတချို့ concept လေးတွေကိုညီမသဘောကျတယ်တချို့ foreign မှာရိုက်ထားတဲ့ဟာမျိုးလေးပေါ့သူတို့ဟာဘယ်လိုပြောမလဲဒီဓာတ်ပုံလိုမျိုးကြီးပဲမျက်နှာကြီးပဲရိုက်ထားမျိုးမဟုတ်ပဲနဲ့သူတို့ပစ္စည်းလေးတွေသူတို့မျိုးပုံစံလေးရိုက်တဲ့ခါကျညီမအဲ့လိုမျိုးလေးတွေကိုလည်းသဘောကျတယ် creativity ဘိုင်းဆိုင်မှာရောနှစ်ခုပေါ့နော်ဒါပေမဲ့ညီမတကယ်အရင်သဘောကျတယ်ဘောလုံးကန်တာကိုသဘောကျတယ်ဒါပေမဲ့ဒီမှာကျတော့အဲ့လောက်ကြီးဒီဘောလုံးကန်တာနဲ့ပတ်သက်ပြီးဆက်ပြီး career တိုးဖို့ကျတော့အဆင်မပြေဘူးပေါ့နော်ဟုတ်ကဲ့ပါအားလုံးကိုဟန်ဒီဘလို့ပုံစံပဲဖြစ်နေပေါ့နော်ဟိုလက်ခံပြီးတော့ချစ်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဝါလာအောင်လို့တော့ဟိုစားပေမဲ့မဖြစ်သေးဘူးပေါ့နော်လောလောဆယ်မှာတော့အဲ့အတွက်ကြောင့်မလို့လောလောဆယ်တော့ပြောချင်တာကတော့အကုန်လုံးကျေးဇူးတင်ပါတယ်ဒီလိုမဟုတ်တဲ့တက္ကသိုလ်ကျောင်းသူတယောက်ကိုချစ်ပေးကြတော့လည်းကျေးဇူးတင်ပါတယ်